အားလုံးပဲမင်္ဂလာပါကျွန်တော် test flight team နေနဲ့ဒီနေ့ video လေးမှာ sharing လုပ်ပေးသွားမှာကတော့ copy and paste special တွေမှာ visible cell only ဆိုတဲ့ feature လေးကိုပြသွားမှာပါเนาะအဓိကတော့ purpose ကတော့ဒီ high column ဖြစ်နေတဲ့ high ဖြစ်နေတဲ့ column တွေကိုနောက် copy ယူပြီးတော့ paste ချတဲ့နေရာမှာမပါလာအောင်ပေါ့เนาะဒီလေး handle လေးကိုတော့ရှင်းဆက်ပြီးတော့ကြည့်ထားကြမယ်เนาะcopy special visible cell only ဆိုတဲ့ဟာလေးကိုလုပ်ပြမယ်เนาะအရင်တော့လွယ်တယ်ဘယ်လိုခြေနေမျိုးမှာတောင်းတာလဲဆိုတော့ပြောပြမယ်ဒီမှာပေါ့ဒီမှာ data set တစ်ခုရှိမှာပေါ့ဒီကောင်ကိုဒီထဲမှာဆိုတော့ပါတော့ဒီ e to g ကောလာဟာလာအခုမြင်နေရတဲ့ကောင်ကိုပဲကူးကျင်တာကျွန်တော်ကို column တော့ကိုမကူးကျင်အောင်အဲ့လိုနေထားမှာပါဆိုရင် copy ယူလိုက်မယ်ဒီဘက်ကို paste ချမှာဆိုရင်မလို့ရှင်တဲ့အလေက department email phone extension ပါလာတယ်လား control v ရအဲ့တော့အဲ့လိုမဟုတ်ဘူးဒီမြင်နေရဟာပဲလို့ကျွန်တော်ဆိုရင်ပြန်ပြီး select ပေးလိုက်ပြီးရင် file select ကမှာ code special တော့ပြီး visible cell only ပဲယူပြီးတော့ copy control c လောက်လိုက်ပြီး control ပါတော့ right ဒါပြန်ပြီးတော့ခွာကြည့်တဲ့ခါကျရင်တော့ select လောက်ထားတဲ့ဟာကပါတော့ဒါပဲဒါက copy special ကတော့တာပြီး visible cell only နဲ့ပါရအခု session လေးကတော့ဒါ recap လေးပါနော်ကျွန်တော်တို့ဒီ video မှာဆိုရင်တော့ဒီ good special feature မှာရှိတဲ့ page special အကြောင်းလေးကိုကျွန်တော်တို့တည်သွားလိုက်တယ်ပြီးတော့အဲ့ကျွန်တော်တို့ hang ကို explanation လုပ်တယ်ဒီ copy and paste လုပ်မယ်ဒါပေမဲ့ဘာလုပ်နေရလဲဆိုတော့ high column တွေကို high ထားတဲ့ column တွေကို ignore လုပ်ပြီးတော့ပေါ့နော်အဲ့ဒါဟောဒီ video လေးမှာပြလာထားကြတယ် okay ဒီလိုမျိုးအကျိုးရှိတဲ့ video တွေကို test flight နေနဲ့စူးစမ်းပြီးတော့တင်ဆက်ပေးနေတယ်တဲ့ဆိုရင်ကျွန်တော် video အကြိုက်နေတဲ့ဆိုရင် like and subscribe လေးလုပ်သွားပြီသဘောကျရဆိုရင်တော့sharing လေးပါလုပ်သွားပြီပေါ့ဟုတ်ကျွန်တော်နောက် video တွေမှာဆက်ပြီးတော့တွေ့ကြပါ